ကြာခင်လက်ထပ်တော့မယ်လို့သတင်းတွေထွက်ပေါ်လာတဲ့ခင်ဝင်းဝါမင်္ဂလာပါတကယ်ချင်းလေးတို့ရေပရိသတ်တွေရဲ့ထိတ်တန်းစည်းရင်းဝင်အမှုပညာရှင်တို့ရဲ့အခြေရေးဆိုတာအားလုံးစိတ်ဝင်စားကြတဲ့အကြောင်းအရာတစ်ခုပါဒီကနေ့မှာတော့နိုင်ငံကျော်မင်းသမီးလေးခင်ဝင်းဝါနဲ့ပရိသတ်တွေရဲ့အချစ်တော် Eternal Ghost အဖွဲ့ဝင်ဟန်နီတာတို့ရဲ့ပရိသတ်တွေကိုဝမ်းသာသွားစေမဲ့သတင်းလေးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ခင်ဝင်းဝါဆိုတာ2013ခုနှစ်မော်ဒယ်လောကကနေဝင်ရောက်လာခဲ့ပြီးတော့ပရိသတ်တွေရဲ့အချစ်ကိုတခဲနဲ့ရရှိခဲ့တဲ့သူပါအဲ့ဒီအချိန်ကနေစပြီး10နှစ်တာကာလပတ်လုံးသူမကအမှုပညာအလုပ်တွေကိုပဲစောက်ချလုပ်ကင်ခဲ့သူတူဖြစ်ပါတယ်။ဒါအပြင်သူမရဲ့တရုပ်ဆောင်ကောင်းမှုကြောင့်ဂယ်ရမီစုကိုပါထိုက်တန်စုခုရရှိခဲ့ပါတယ်။အင်တာဗျူးတွေဖြေတိုင်းလဲသူမကဆင်ခဲ့ပါရည်စားမရှိသေးပါဘူးလို့အမြဲဖြေကြားနေခဲ့တာကြောင့်သူ့ကိုတော်တော်များများကရည်စားမရှိဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဟန်နီတာနဲ့သူမကဆိုရင်လွန်ခဲ့တဲ့9နှစ်ကျော်ကလေးကတိတ်ပုံချစ်ကြိုက်နေခဲ့တာပါ။သူမရဲ့အခြေရေးကိုတော်ရုံအဖြစ်ဆိုရှယ်မီဒီယာပေါ်မှာချပြလေးမရှိခဲ့ကြပါဘူး။သူမတို့နှစ်ယောက်ရဲ့အခြေရေးကိုပရိသတ်တွေကိုမသိစေချင်တာကြောင့်ရောအေးချမ်းနေချင်တာကြောင့်မှအများပြည်သူကိုဖုံးကွယ်ခဲ့ပါတယ်။ဒါပေမဲ့လည်းခင်ဝင်းဝါရဲ့မွေးနေ့မှာဟန်နီတာကကြောက်စီပုံလူပကြီးကားလေးလက်ဆောင်ပေးတာဟန်နီတာရဲ့ emoji ဆိုတဲ့သချင်းလေးနဲ့ခင်ဝင်းဝါကိုချော့ခဲ့တာကအစလူတော်တော်များများကရိပ်မိနေခဲ့ကြပါတယ်ဒါပေမဲ့လည်းကာယကံရှင်နှစ်ဦးဖြစ်တဲ့ဟန်နီတာနဲ့ခင်ဝင်းဝါတို့ကတိတ်တဆိတ်နေခဲ့တာကြောင့်ပရိသတ်တွေရှိမှပြပြဟန်ဆောင်နိုင်နေခဲ့ပါတယ်ဒါပေမဲ့အခုချိန်ခါမှာတော့ဟန်နီတာနဲ့ခင်ဝင်းဝါတို့ကခိုင်မာတဲ့ချစ်သူတက်တန်းတစ်ခုကိုနှစ်ယောက်သားတူတူကြော်ဖြတ်လာခဲ့ကြပြီဖြစ်လို့ပရိသတ်တွေကိုဖုံးကွယ်ထားခြင်းမရှိတော့ပါဘူးတိတ်မကြခင်ကာလမှာတော့ကလည်းဟန်နီတာနဲ့ခင်ဝင်းဝါတို့ကအလှူဒန်းတစ်ခုမှာငွေကြေးတန်ဖိုးတူကိုအလှခက်ကြခြင်းအပြင်သူတို့ကချစ်သူနှစ်ယောက်ဖြစ်နေပြီဆိုတာကိုပရိသတ်တွေကိုချပြခဲ့ကြပါတယ်။ဒါကတော့ထင်ကြီးပေးနေကြတဲ့ပရိသတ်တွေပေါ်ကိုရှင်းလင်းထင်သာမြင်သာရှိသွားအောင်ဝန်ခံလိုက်တဲ့အမှတ်အသားတစ်ခုပါ။ဒီစုံတွဲလေးကိုပရိသတ်တွေကလိုက်လဲသဘောကျရတဲ့အမှုပညာအကြောင်းရင်းရှိပါတယ်။ဒီလိုမျိုးရှုပ်ထွေးပွေလီလာတဲ့အမှုပညာလောကကြီးမှာအမှုပညာရှင်နှစ်ဦးဖြစ်တဲ့တရုတ်ဆောင်မင်းသမီးလေးခင်ဝင်းဝါနဲ့အဆိုတော်လေးဖြစ်တဲ့ဟန်နီတာတို့ကအခုချိန်ထိတယောက်ပေါ်တယောက်သစ္စာရှိစွာနဲ့9နှစ်ကျော်ကြာသည့်တိုင်အောင်လက်တွဲမဖြုတ်ခဲ့တာကလည်းစိတ်ဝင်စားဖို့ကောင်းပြီးတော့လေးစားကြပါနောက်တစ်ခုကတော့မိဘအပေါ်တည်တတ်မှုပါခင်ဝင်းဝါကမိဘအပေါ်အရန်တည်တတ်ပြီးတော့အခုချိန်ထိလှုပ်ကြွေးပြုစုနေသလိုအဆိုတော်လေးဟန်နီတာကလည်းအခုချိန်ထိမိဘတွေကိုရှာဖွေကျွေးမွေးနေစေပဲဖြစ်ပါတယ်ဒီလိုမျိုးမိဘကျေးဇူးကိုတည်တတ်လာတဲ့ဆိုရိုဟန်နီတာနဲ့မင်းသမီးလေးခင်ဝင်းဝါတို့နှစ်ယောက်ရဲ့ချစ်ရေးဆောင်တွဲဟာလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့အူပေါင်းဖက်ဖို့ကလည်းအဆင်သင့်ဖြစ်နေပြီလို့လည်းသက်ဆိုင်ရာသတင်းဌာနများအရာသတင်းတွေအရသိရှိရပါတယ်9နှစ်ကျော်ကာလဆိုတာကနေတဲ့ချိန်မဟုတ်တဲ့အပြင်နှစ်ယောက်သားသစ္စာရှိမှုနားလည်မှုဖေးမမှုတို့နဲ့တူတူရှေ့ဆက်ရင်ဆိုင်လာခဲ့ကြတာပဲဖြစ်ပါတယ်တယောက်ပေါ်တယောက်လေးလာလို့ပြီးမှလက်ထပ်တော့မယ်ဆိုတဲ့သတင်းလေးကလည်းအရေးမွတ်အနေနဲ့ပေါက်ကြားလာခဲ့တာပဲဖြစ်ပါတယ်ဟန်နီတာနဲ့ခင်ဝင်းဝါတို့ရဲ့အခြေရေးကိုပရိသတ်ကြီးတို့ရောဘယ်လိုထင်လဲဆိုတာ comment မှာဝင်ဆွေးနွေးသွားကြပါဦးခုလိုမျိုးသတင်းကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး